ကျေးဇူးတော်ရှင်ပါမောက္ခချုပ်ဆရာတော်ဗတ္တန္တနန္ဒမာလာပိဝန္တာဟောကြားအပ်သောခိုက်မာသောပစ္စည်းဥစ္စာတရားဒေသနာတော်ဤတရား၌ဓမ္မအတိရရှိကြသောဓမ္မမိတ်ဆွေများသူတော်ကောင်းအပေါင်းတို့ဘဝခရီးတွင်စိတ်ဤချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းပညာအလင်းရောင်နှင့်နိဗ္ဗာန်ချမ်းသာသို့တဆင့်ပြီးတဆင့်ရောက်ရှိကြပါစေလို့မေတ္တာပို့သရင်ဒီ channel မှကြိုဆိုလိုက်ပါတယ်တန်တရားဝဆင်းရဲကတရဝါရီအဲ့ဒီဝဲဩဃကြီးမလွှမ်းမိုးနိုင်တဲ့အေးချမ်းသာရတဲ့ကုန်းမြေတစ်ခုဘလို့တည်ဆောက်ရမယ်ဆင်းရဲဒုက္ခတွေကလွတ်မြောက်တဲ့ဘဝတစ်ခုဘလို့တည်ဆောက်နိုင်တယ်လွတ်မြောက်နိုင်တဲ့နေရာတစ်ခုဘလို့တည်ဆောက်ရမယ်ဆိုတာကိုလမ်းညွှန်မှုပြုတာပဲဖြစ်တယ်အမြင့်ဆုံးကတော့အမြင့်ဆုံးပန်းတိုင်ကတော့မြတ်စွာဘုရားရဲ့ဆုံးမတရားတော်တွေဟာတန်တရားဝကလွတ်တဲ့နိဗ္ဗာန်ဆိုတာကိုဥတည်တာပဲသို့သောမြတ်ဗုဒ္ဓဟောကြားသမျှတရားတွေဟာလောကတန်တရားထဲမှာနေကြထိုင်ကြတဲ့အခါမှာလည်းပဲအဲ့ဒီနိလမ်းမဲ့ဖြစ်တယ်ဆိုတာလှုပ်ထုံးလုပ်နည်းအားဖြင့်တူညီကြတာဖြစ်တယ်ပေါ့လေဘယ်တို့ဒီဂရီတို့ကွာခြင်းကွာမယ်လှုပ်ပုံလုပ်နည်းဟာအမှန်တမ်းတူညီဆိုပါစို့ဘဝမှာစီးပွားရေးခိုင်မာအောင်တည်ဆောက်ခြင်းဘာလုပ်ရမလဲလူဘဝမှာလည်းနော်အခြေအနေကောင်းတစ်ခုရရှိအောင်ဘယ်လိုတည်ဆောက်ရမလဲအဲ့ဒီအခြေအနေကောင်းတွေဟာနှောင့်ယှက်တွေကနေပြီးကင်းပြီးတော့ဘယ်လိုတည်ဆောက်နိုင်တယ်ဆိုတာကိုလူလောကမှာနေထိုင်ကြတဲ့ပုဂ္ဂိုလ်တွေအတွက်ဘဝသင်ခန်းစာတစ်ခုရရှိနိုင်တာဖြစ်တယ်။ဘာပဲတည်ဆောက်အခက်ခဲဆုံးဖြစ်တဲ့တန်တရားဝဲဩဃထဲမှာနိမြုပ်ခြင်းမနိမြုပ်တော့တဲ့အရတ္တဖို့တိဟုသောကျွမ်းမြေလွှာကြီးတစ်ခုကိုအခိုင်အမာတည်ဆောက်ရင်လည်းပဲဒီအကြောင်းတရားတွေနဲ့ပဲတည်ဆောက်တယ်ဆိုတော့ဘယ်ဘက်ကဘယ်ရှုထောင့်ကနေချိမြတ်စွာဘုရားရဲ့ဆုံးမတရားတော်တွေဟာအနိတ္တရာပြေဝပြီးလှုပ်ဆောင်လို့ရတာတွေကြီးပဲဒါကတော့နိဗ္ဗာန်ရောက်ကြောင်းတရားပဲလောကီမှာအကျိုးမပြုဘူးလို့ဒီလိုမရှိဘူးနော်။ဘာကြောင့်လဲဆိုတော့စဉ်းစားကြည့်တယ်ဝိသစရဏတမ္ပန္နောလို့ဆိုပြီးမြတ်စွာဘုရားကစရဏတရား15ပါးလို့နိဗ္ဗာန်ရောက်ကြောင်းတရားလို့ဟောကြားဆုံးမတဲ့နေရာမှာဘောဇနိမတ္တညုတာလို့အစာအာဟာရစားတဲ့အခါမှာအတိုင်းတာနဲ့စားရတယ်ဆိုတဲ့ကိုယ်နဲ့တဲတဲ့အစာကိုယ်နဲ့မတဲတဲ့အစာခွဲခြားထားပြီးကိုယ်နဲ့သင့်တော်တဲ့အစာဟောတာစားတယ်စားရလဲတိုင်းတာနဲ့စားရတယ်ဆိုတဲ့သွန်သင်ဆုံးမချက်ဟာနိဗ္ဗာန်ကြောင့်တရားဖြစ်တယ်စားခြင်းအားစားဆိုတဲ့ပုဂ္ဂိုလ်တွေဟာယောဂါတွေထူထပြောနဲ့တန်တရားဝဲဩဃထဲမှာနေမျောနေကြတာကျမ်းမာမှအသိပညာရှာတယ်ဆိုတာကျမ်းမာမှလှုပ်ဆောင်နိုင်တာဖြစ်လို့အမြင့်ဆုံးအဆင့်ကတော့ဘုရားသာသနာတော်မှာပညာဟာအမြင့်ဆုံးပဲဖြစ်တယ်ပညုတ္တရာသဗ္ဗေဓမ္မာကုသတရားအလုံးထဲမှာပညာဟာအမြင့်ဆုံးပဲလို့အဲ့ဒီအမြင့်ဆုံးပညာရောက်ဖို့ရအတွက်အခြေခံကျမ်းမာမှုကစပြီးတော့လိုအပ်တယ်အကြောင်းတရားဆိုတာဟာနော်မကျမ်းမာရင်တရားထုတ်နိုင်မှာမဟုတ်သည့်အတွက်ကြောင့်ကျမ်းမာမှုကအရေးကြီးတယ်ဆိုတာဒါသိထည့်သွင်းစဉ်းစားမှာဖြစ်တယ်ပေါ့မြတ်စွာဘုရားဟောတဲ့တရားတော်တွေကမစ္စည်းမပฏิပဒါလို့ခေါ်တဲ့အတိုင်းပဲညီညီမျှမျှတစ်ခုနဲ့တစ်ခုအစွန်းမရောက်စေရအောင်အထုတ်တဲ့နိလန်းတွေကိုပေးတာပဲဖြစ်တယ်ဘယ်ဟာပဲဖြစ်ဖြစ်အကောင်းလို့ရင်လည်းအဆိုးဖြစ်တာဆေးတောင်မှဒီဆေးကငါနဲ့တဲ့တယ်ဆိုပိုတော့ကြည့်ပါလား overdosage ဖြစ်ပြီးယောဂဖြစ်ကောင်းတယ်ဆိုတဲ့ဟာလည်းလွန်သွားရင်မကောင်းတာပဲကိုရောက်သွားအစာအာဟာရလည်းထို့တူပဲအတိုင်းအတာတစ်ခုနဲ့စားရင်အကျိုးဖြစ်တယ်ပိုစားလို့ရှိရင်အဆိပ်ဖြစ်မယ်ဒီလိုရှိတယ်ပေါ့ဘယ်နေရာမဆိုဒီဟာတွေကမြတ်စွာဘုရားရဲ့သွန်သင်ဆုံးမချက်တွေဟာအင်မတန်မှဒေါင်းစေတယ်လို့ပြောရမှာဖြစ်တယ်နော်ဒါကြောင့်မို့ဒီဒေသနာတော်ကိုမှတ်သားပြီးတော့ကိုယ်ဘာလုပ်ချင်တယ်လဲဆိုတဲ့ပုံမှာဆုံးဖြတ်ကိုယ်ဘဝမှာအခ
ခိုင်မှာစီးပွားရေးတိဆောက်ခြင်းသလားလူမှုရေးတွေကတိဆောက်ခြင်းသလားအခြားပဲအရေးပဲဖြစ်ဖြစ်ကိုအခိုင်မှာယက်တည်နိုင်ဖို့တိဆောက်နိုင်တဲ့နိလနိစနစ်တွေကဒါတွေပဲလို့နောက်ဆုံးနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်ဖို့လုံးလုံးအမှလည်းဒါပဲဒီတရားဟာအောက်ခြေသိမ်းကစပြီးအထက်ထိအောင်ဓာတ်ညညီမြလိုက်နာကြလိုက်နာတဲ့အခါမှာတော့ဒီဆိုပါစို့လိုက်နာတဲ့အခါမှာတော့အဆင့်တော့ကွက်ပြသွားတယ်ဒါလုံးသူနဲ့ဆိုင်တယ်မြတ်စွာဘုရားအလောင်းတော်တွေဖြစ်ခြင်းနဲ့ဒါနပါရမီဆိုတာပဲကြည့်ပါသူလည်းလူရတန်းတာပဲလေလူရတန်းတာဆိုတဲ့နေရာမှာအဆင့်30ခွဲထားတယ်ကိုယ်ပိုင်ဆိုင်တဲ့ပစ္စည်းတွေအပြင်ဘက်ကပစ္စည်းကိုလှူတယ်ဒါနပါရမီကိုယ့်ရဲ့သွေးသားအင်္ဂါခြေလက်ထီအောင်အပြက်ခံပြီးတော့လှူတယ်ဒါနဥပပါရမီကိုယ်အသက်တောင်အဆုံးခံပြီးတော့လှူတယ်ဆိုရင်ဒါနပရမတ္ထပါရမီလှူတာတော့တူတူပဲနော်လှူတာချင်းမှာစွန့်စားမှုဆိုတာကွာခြားသွားတယ်အပြင်ပစ္စည်းကိုပေးဖို့လွယ်တယ်ကိုယ့်ရဲ့သွေးသားကိုပေးဖို့ကြတော့ခက်ခဲပြန်တယ်အဲ့ဒီခက်ခဲတစ်ခုထပ်ကျော်လွှားနောက်ဆုံးမှာအင်္ဂါခြေလက်သွေးသားပေးဖို့ရလွယ်တယ်အသက်သေးရမှာကြတော့ကြောက်ရွံ့တယ်အသက်ဆွမ်းရမှာတော့ကြောက်ရွံ့ကြတယ်ဒါမှမဟုတ်အသက်တောင်မငဲညာပဲနဲ့ဒါနကောင်းမှုလုပ်တယ်သီလဆောင်တာလဲထို့တူပဲသီလရိုးရိုးဆောင်တယ်သီလပါရမီအင်္ဂါချိန်လက်အဆုံးခံပြီးတော့ဆောင်တယ်ဥပသီလဥပပါရမီအသက်အဆုံးခံပြီးတော့သီလဆောင်တယ်သီလပရမတ္ထပါရမီအဲ့လို level degree တော့กว่าမြင့်မြတ်တဲ့ပုဂ္ဂိုလ်ရဲ့လုပ်ငန်းဟာဖျားဖြစ်ဖို့ကြတော့ဒီဂရီကုံအောင်ထိအောင်နှိုက်ရမယ်အမြင့်ဆုံးထိအောင်ကြိုးစားတာဟုတ်ဆိုလို့အဲ့ဒါလိုပဲဘယ်အလုပ်ကိုလုပ်ကိုလုပ်တဲ့အလုပ်ဟာအခြေခံအဆင့်လားအလတ်တန်းလားအဆင့်မြင့်လားဆိုတာဒီပေါ်မှာပဲမူတည်မှာပဲဖြစ်တယ်နော်ကောင်းတဲ့အလုပ်မှန်သမျှတူတယ်ဖျားဖြစ်ဖို့တရားကောင်းတွေကျင့်ကြံကြိုးကိုအားထုတ်ရတယ်ဆိုဒီပါရမီ7ပါးပဲဘယ်သူပဲဖြစ်ဖြစ်ဒီပါရမီ7ပါးလုပ်လို့ရတယ်သို့တော့အတိုင်းအတာတစ်ခု level degree မြင့်အောင်လုပ်ပြီးတော့အချိန်မြင့်မြတ်ကြအောင်ဆိုတဲ့ကန့်သတ်ချက်တွေနဲ့သွားတာဖျားထီအောင်ဖြစ်သွားနိုင်တယ်ဒီလိုဆိုလို့လေပေါ့အတိုင်းအတာယောနေလို့လည်းမရဘူး degree ယောနေနေလို့လည်းမရဘူးဘယ်ရပဲဖြစ်ဖြစ်အမြင့်ဆုံးအဆင့်ဒီဂရီရောက်သည့်ထိအောင်ကြိုးစားအထောက်မယ်ဆိုရင်အကျိုးပေးတာလည်းပဲအမြင့်ဆုံးထိအောင်ကြိုးပေးနိုင်တယ်လို့မြတ်စွာဘုရားကဓမ္မပဒဒေသနာတော်မှာသီဝရီတစ်ခုအနေနဲ့တရားရည်ကျိုးဆောင်ရွက်တဲ့ဆုံးမဩဝါဒတစ်ခုအနေနဲ့ဟောကြားဆုံးမတာတော့ဥဋ္ဌာနေနပမာဒေနတန်ယမေနဓမေနသာဒီပံကယိရာထမေရာဝိယံဩဃောနာဘိခိရတိဩဃလို့ဆိုတဲ့အခက်ခဲတွေလွှမ်းမိုးတတ်တဲ့အရာတွေကိုယ့်ရင်ထဲနှလုံးထဲမှာလွှမ်းမိုးမသွားအောင်လွှမ်းမိုးမသွားနိုင်လောက်အောင်ခိုင်ခန့်တယ်လုံလောက်တဲ့အမြင့်ရှိတယ်လုံလောက်တဲ့ခိုင်မာမှုရှိတယ်မိမိယက်တည်ဖို့ကျွန်းမြေလွှာတစ်ခုကိုဘာနဲ့တိဆောက်ရမလဲဆိုရင်ဥဋ္ဌာနေနကြိုးစားခြင်းလုံလဝိရိယနဲ့တိဆောက်ရမယ်ဒီလောကလူတွေကဒီကြိုးစားမှုဆိုလို့ရှိရင်နောက်တွန့်သွားတာများတယ်ပေါ့မြတ်စွာဘုရားရဲ့ကြိုးစားအထောက်မှုဆိုဘလောက်တိုင်းတာအထိပြောတော့ဆိုရင်ကိုလိုချင်တဲ့ပန်းနိုင်တစ်ခုကိုလှမ်းကင်ဖို့ရအတွက်တကယ်ကိုလုံလဝိရိယဆွမ်းစားစားကြိုးစားအထောက်မှရမယ်ဆိုလို့ရှိရင်အဲ့ဒီပန်းနိုင်ကိုမရောက်မချင်းကိုယ်ခန္ဓာမှာရှိတဲ့အယိုးတို့အကျော်တို့နော်အသားတို့ဆိုတာဒီအရည်တို့အကျော်တို့အယိုးတို့ပဲကြံ့ကျင်ကြံမစေအသားတွေ6ကပ်ပြီးသွေးသားတွေ6ကပ်ပြီးအယိုးရည်မြတ်တာကြံ့ကျင်ကြံမစေလမ်းဆုံးပန်းနိုင်ကိုမရောက်မချင်း
လုံလဝိရိယကိုရပ်တန့်ပြစ်တာမရှိစေရဘူးအဲ့ဒါလို့ကြိုးစားတာကိုဥဋ္ဌာဏလို့ခေါ်တာနော်အဲ့ဒါလို့ကြိုးစားလမ်းဆုံးမရောက်ခင်ကနေပြီးတော့စိတ်ပြက်ပြီးပြစ်လိုက်ပြန်ရောလျှော့လိုက်ပြန်ရောအဲ့ဒါလို့အလျှော့ပေးတာမျိုးမလုပ်ဘဲနဲ့လက်မှန်ပေါ်ရောက်တဲ့အခါမှာအစွမ်းကုန်ကြိုးစားအထောက်မှုရှိရမယ်အဲ့တော့စဉ်းစားကြည့်လေစီးပွားရှာလဲအစွမ်းကုန်ကြိုးစားမှာဥဋ္ဌာဏဆိုကြိုးစားအထောက်ဥဋ္ဌာဏကြိုးစားအထောက်လို့ဆိုတဲ့ထဲမှာတိုင်းဝိုင်းထားတဲ့အချက်တွေပါသေးတယ်ဥဋ္ဌာဏသမ္မာရာဆိုတဲ့ထဲမှာမြတ်စွာဘုရားဟောထားတယ်စီးပွားရှာပြီးဆိုလို့ရှိရင်တော့တက္ခလုပ်ငန်းကြံကျင်မှုရှိရမယ်အနာလတဇွဲကောင်းရမယ်ဥပယဝိမန္တာနိပညာရှိရမယ်အလံကာတုံကိုယ်တိုင်လုံနိုင်စွာရှိရမယ်အလံတဝိတ္တတုံစီမံခန့်ခွဲတတ်ရမယ်ဆိုဒီလိုကြိုးပမ်းမှုမျိုးဆိုလို့တယ်ပေါ့ဒီမှာအကြမှာဒီလန်းလည်းမသိစနစ်လည်းမသိလှုပ်ထုံးလှုပ်ထိုင်လည်းမရှိရမ်းလို့တဲ့ဥဋ္ဌာဏလုံလဝိရိယကိုဆိုလိုတာမဟုတ်ဘူးအသိပညာနဲ့ကြိုးစားအထောက်ရမယ်လို့သူတို့ဆိုလို့တရားထုတ်တယ်ဆိုတဲ့နေရာမှာလည်းပဲထုတ်တူပဲအလုံးဟာတတိနဲ့ပညာနဲ့ဒီနှစ်ခုကချုပ်ကင်ထားပြီးဒီနှစ်ခုရဲ့လမ်းညွှန်ချက်နဲ့သွားမှာပဲဖြစ်တယ်ကိုယ်ရင်ထဲနှလုံးထဲမှာရှိတဲ့အရည်ချင်းတွေကိုသုံးချတတိပညာလမ်းညွှန်ချက်အတိုင်းကြိုးပမ်းအထုတ်တယ်လို့သူတို့ဆိုလို့တယ်ပေါ့အဲ့ဒါကိုဥဋ္ဌာဏိနတက်တက်ကြွကြွကြိုးပမ်းအထုတ်ခြင်းဖြင့်ဒီပံကရိယာကျွန်းတစ်ခုဆိုတာအခြေခံရပ်တည်နိုင်တဲ့အရာတစ်ခုတိဆောက်ပါလို့ကိုရပ်တည်ဖို့ဗျာအတွက်တန်တရားထဲမှာပဲဖြစ်ဖြစ်တန်တရားအပြင်နိဗ္ဗာန်ရည်ညွှန်းတာပဲဖြစ်ဖြစ်ကြိုးစားအထောက်မှုနဲ့ပဲတိဆောက်ရတာပဲဖြစ်တယ်ပေါ့ကြိုးစားအထောက်မှုလုပ်ပြီးဆိုတိုင်းမြတ်စွာဘုရားကတတိပေးတယ်အပ္ပမဒေနကိုလုပ်တဲ့လုပ်ငန်းပေါ်မှာအာယုံစူးစိုက်မှုဟာသိအရေးကြီးတယ်ဒါကိုတတိလို့ခေါ်တယ်ဘယ်တော့မှတတိမကွေးမကွာမိမိနဲ့မကင်းမကွာရှိနေတဲ့တတိနဲ့ mindfulness ပေါ့ကိုလုပ်တဲ့အလုပ်ပေါ်မှာအာယုံစူးစိုက်တဲ့တတိနဲ့လည်းတိဆောက်အောင်မှာဖြစ်တယ်ကြိုးစားပြီးဆိုရင်တတိရှိရဒါကြောင့်မို့သမ္မာဝါယာမသမ္မာတတိဆိုပြီးဆက်ဟောထားတယ်မဂ္ဂင်၈ပါးမှာသမ္မာဝါယာမမှန်ကန်ကြိုးစားတယ်ကြိုးစားပြီဆိုရင်တတိရှိရတတိမရှိရင်အမှန်ကိုယ့်ရဲ့လုပ်ရက်တွေဟာ mindfulness မရှိဘူးဆိုရင်လွဲချော်နိုင်တယ်ပေါ့တတိရှိမှလည်းပညာဆိုတာရှိတယ်ဒါမို့လေ့ကျင့်တာက mindfulness and comprehension တတိနဲ့တမ္ပစညာဖြန့်လို့လေ့လာမှာဖြစ်တယ်ထူထောင်ရမှာတရားထုတ်တယ်ဆိုတာတတိတမ္ပစညာထူထောင်တာပဲတမာရီထူထောင်တယ်ပညာတွတ်တဲ့အောင်လုပ်တယ်အခြေခံတတိတမ္ပစညာကိုလုပ်တဲ့ကိုယ့်ရဲ့အလုတ်ခွင်လုပ်เสียအပေါ်မှာအမြဲတမ်းတတိရှိတယ်ထိုတတိရှိတဲ့အပေါ်မှာဆင်ញင်တုံတရားအုပ်စီးပေးထားတယ်အဲ့ဒါဆိုအမှားမရှိတော့အမှားမရှိအလွဲအမှားမရှိအောင်တတိနဲ့အတိဒီနှစ်ခုပေါင်းစပ်ဒါကြောင့်မို့တစုံတစ်ခုအခြေခံခိုင်မာအောင်လုပ်ပြီဆိုရင်ဥဋ္ဌာဏတက်တက်ကြွကြွလုံလဝိရိယနဲ့ကြိုးစားရမယ်အပ္ပမဒတတိရှိရမယ်ရှင်မှုပြီးတော့မနေရဘူးရှင်မှုမေ့လျော့ပြီးတော့မနေရဘူးချို့ကအခြေအနေလေးတစ်ခုတိုးတက်လာလို့ရှိရင်သူကရင်မှုသွားရှင်မှုသွားပြီးတော့အဲ့ဒီအခြေအနေတစ်ခုပေါ်မှာမေ့လျော့သွားပြီးဒီတဲ့အထက်တက်ဖို့ဆိုတာမစဉ်းစားတတ်ကြတော့သူဖြစ်တတ်တယ်ပေါ့နော်အဲ့ဒါပေါ်မှာရင်မှုမနေမှအမြင့်ဆုံးကိုရောက်မှာပဲဖြစ်တယ်ပေါ့တန်ယမေနဓမေနသာကြိုးစားတယ်တတိရှိတယ်အဲ့ဒီလိုကြိုးစားပြီးတတိရှိတယ်လုပ်ငန်းမှန်သမျှဟာကိုချင်းတရားရဲ့
အခြေခံပေါ်မှာရှိရမှာဖြစ်တယ်။တိုင်မလို့ဆိုတာနှုတ်ကိုစောင့်စည်းတယ်ကိုယ်နဲ့လုပ်တဲ့အလုပ်ကိုစောင့်စည်းတယ်ကာယကံကိုစောင့်စည်းတယ်ဝစီကံကိုစောင့်စည်းတယ်အဲ့ဒီနှစ်ခုစောင့်စည်းမှုကအမှန်တမ်းအရေးကြီးသီလဆိုတာစီကံစနစ်ကိုလိုက်နာခြင်းခုခေတ်စကားနဲ့ပြောရင်ဥပဒေလိုက်နာခြင်းလူမှုစီကံကိုလိုက်နာလူစီကံကိုမလိုက်နာပဲနဲ့ဒီလိုကြိုးစားမဲ့ဆိုတော့အောင်မြင်မှာမဟုတ်ဘူးစီကံဥပဒေလူတွေလိုက်နာရမယ်စီကံဥပဒေအရာရာမှာရှိကြတယ်လူလဲလူစီကံနဲ့ယဟန်လဲယဟန်စီကံနဲ့ဆိုတော့လိုက်နာရမယ်စီကံကိုအပြည့်အဝလိုက်နာသီလဆိုတာ morality လို့ပြောတယ်ကိုချင်းသိက္ခာပေါ်မှာထိမ့်သိမ်းဆောက်ရှောက်တယ်ပြောချင်တိုင်းမပြောရဘူးနော်ဆိုလိုတာကအပြောနဲ့ပတ်သက်ပြီးတော့စီကံရှိရမယ်ဘာတွေစီကံရှိတော့ဆိုရင်လိမ်မပြောဘူးမှန်တာပဲပြောရမယ်လိမ်ပြောတာမလုပ်ရဘူးမှန်တာပဲပြောရမယ်ကိုယ့်ရဲ့ပတ်ဝန်းကျင် society တခုတုံးနဲ့တူအထင်လွဲအောင်တို့မီရှုပ်မီမလုပ်ရဘူးအလုံးညီညွတ်အောင်သာပြောရမယ်ကိုယ့်ရဲ့ပတ်ဝန်းကျင်တုံးနဲ့တူအစင်မပြေအောင်ရိုင်းဆိုင်နဲ့ရှင်တဲ့နှလုံးထဲမှာနာကြီးသွားစေတဲ့စကားမျိုးမပြောရဘူးဘယ်တော့ပဲဖြစ်ဖြစ်ရှင်ကျေးတိမ်မွေးစွာပြောရမယ်လို့ဆိုရှင်ကျေးတိမ်မွေးစွာပြောရမယ်ဘာကြောင့်လို့ဆိုရင်လူတွေကအပြောနဲ့ဆက်ဆံကြရတာရိုင်းဆိုင်ဆိုင်ပြောလိုက်ပြီဆိုရင်ရှင်တဲ့ကမေတ္တာထွက်သွားပြန်ပြီးတော့တိဆောက်ဖို့ခက်သွားလူတယောက်ဆဲလိုက်ရင်အဲ့ဒီလူပေါ်မေတ္တာထားဖို့ခက်သွားမေတ္တာအလိုလျောက်ခန်းချောက်တာဘာတော့ဆိုရင်ဒီမီးနဲ့တွေ့လိုက်လို့ရှိရင်ဖျောင်းဟာအေးပြောသွားသလိုပဲဒေါသရိုင်းရိုင်းဆိုင်ဆိုင်ပြောလိုက်တာနဲ့သူ့ပေါ်မှာရှိတဲ့မေတ္တာလက်ကြံလေးဟာကုန်သွားတတ်တယ်ပေါ့မေတ္တာလက်ကြံကုန်သွားရင်အပြန်အလှန်ရှင်းနေမှုညီညွတ်မှုဆိုတာတွေကုန်ပြတ်သွားဒါကြောင့်မို့ကျန်တဲ့စကားကိုမပြောရဘူးတစ်ဖက်သားကိုထိခိုက်ပြီးတော့စိတ်ထိခိုက်သွားလောက်ပရံဥသေးတိဓာဟေတိဆိုလူတွေရဲ့စိတ်ထဲနှလုံးထဲမှာပူလောင်သွားအောင်ရိုင်းဆိုင်တဲ့စကားမျိုးဆဲရတဲ့စကားမျိုးနဲ့မပြောရဘူးလို့သူဆိုခုခေတ်တော့ hate speech ခေါ်နော်အမုန်းစကားတွေမပြောရဘူးလို့ဆိုလို့နောက်တစ်ခုကတမ္ဖပလာပဆိုတာဘာအကျိုးမှမရှိဘဲနဲ့လောကအတွက်ကောင်းကျိုးလည်းမဖြစ်ဘူးလက်တွေ့လည်းလုံးလို့မရတဲ့ဟာတွေအရေးမရအဖတ်မရအဆုံးအမနဲ့ပတ်သက်တာလည်းမဟုတ်ဓမ္မနဲ့လည်းမပတ်သက်ဘူးအဆုံးအမစကားနဲ့လည်းမပတ်သက်ဘူးအချိန်အခါနဲ့လည်းမစီဆိုင်ဘူးဆိုတဲ့ဓမ္မဝါဒီဝိနည်းဝါဒီဓမ္မဝါဒဝိနည်းဝါဒကာလဝါဒမဟုတ်ဘူးရှောက်တတ်ရရရှောက်ပြီးတော့အချိန်ဖြုံးတဲ့စကားမျိုးတွေလည်းမပြောရဘူးတဲ့နောက်ဆုံးကဒါကိုပဲဝစီကံလို့ခေါ်တာပဲလေအဲ့ဒါတွေပြောလို့ရှိရင်အပြစ်ရှိတယ်မပြောဘဲရှောင်ရမယ်လို့ဆိုဒါ discipline ပဲနောက်ပြောမှုနဲ့ပတ်သက်ပြီးမြတ်စွာဘုရားစီကံထားတယ်တန်ယမဆိုတာအလွန်ကျယ်ပြန့်တယ်ထိမ့်သိဆောက်ရှောက်မှုကိုပြောတာစောင့်စည်းရစောင့်စည်းတယ်လိမ်ပြောခြင်းမှစောင့်စည်းတယ်လိမ်မပြောဘူးဒါစောင့်စည်းတယ်ဘယ်တော့မှခုံမတိုက်ဘူးဘယ်တော့မှရိုင်းပြိုင်နဲ့ရိုင်းဆိုင်တဲ့စကားမျိုးမပြောဘူးဘယ်တော့မှအကျိုးမဲ့စကားတွေကိုမပြောဘူးဆိုတာဒါစောင့်စည်းမှုပဲကိုယ်ဒီလျောက်လုပ်တဲ့အလုပ်တွေမှာလည်းပဲသူများအသက်အန္တရာယ်ဖြစ်သွားတဲ့အလုပ်ကိုမလုပ်ရဘူးသူများပစ္စည်းပျောက်ပြက်သွားတဲ့သူတစ်ပါးပစ္စည်းကိုမတရားတဲ့နည်းနဲ့ရယူတဲ့အလုပ်မျိုးလည်းမလုပ်အောင်သူတစ်ပါးသားမယားဂုဏ်သိက္ခာစော်ကားပြီးသူတစ်ပါးမိသားစုအရှိန်စော်မဲ့ဖြစ်အောင်လည်းမလုပ်ရဘူးဒါဒုစရိုက်တွေကိုရှောင်ခိုင်းတာအဲ့တိုင်ရှောင်လိုက်ပဲဆိုရင်ဒါတန်ရမလို့ခေါ်တယ်ကိုကျင့်သီလရဟန်းတန်ဃာတွေကြတော့ဒီတဲ့ပိုများသွားတယ်ဥပုသ်ဆောင်တဲ့အခါကျဒီတဲ့ပိုများသွားဗျာနော်တန်ရမဆိုတာစောင့်စည်းရမယ့်ဟာတွေကအဆင့်မြင့်လိုက်တဲ့အခါများသွားဘာပဲဖြစ်ဖြစ်အဲ့ဒီစိကံချက်အတိုင်းနေနိုင်တာ
ကိုချင်းသီလကိုချင်းတရားဆိုတာလူသိက္ခာပဲလေ human dignity လို့ခေါ်တယ်လူတွေရဲ့သိက္ခာဆိုတာကိုချင်းသီလမှာရှိတယ်လူတွေရဲ့ခုံတွေဟာလည်းပဲကိုချင်းသီလမှာပဲရှိတယ်ကိုချင်းသီလပြတ်တာနဲ့လူတွေရဲ့ခုံအရေးချင်းတွေဟာအကုန်ယိုကျပြတ်စေသွားကုသိုလ်တရားတွေကောင်းတဲ့အခြေအနေတွေအလုံးအပြည့်စည်သွားဒါကြောင့်မို့စာပေကျမ်းမှာဆိုထားတဲ့စကားလေးချင်းသိစီဟာတိမ်ကြီးရွှေခွက်မှာသာတည်တယ်လို့ကောင်းကျိုးချမ်းသာပေးနိုင်တဲ့ကုသိုလ်တရားတွေဟာသီလမှာပဲတည်တယ်လို့ဆိုတယ်သီလမရှိဘူးဆိုလို့ရှိရင်ယိုကျပျက်စီးသွားမှာပဲကုသိုလ်တရားတွေကမယက်တည်တော့ဘူးလို့ဆိုတယ်ဒါမို့ကိုလုပ်တဲ့ကုသိုလ်ကောင်းမှုတွေကိုယ့်ရင်ထဲနှလုံးထဲမှာတည်မြဲနေဖို့အတွက်ကတန်ရမလို့ဆိုရဲစောင့်စည်းတဲ့ကုသိုလ်ဒါမျိုးရှိရမယ်လို့သူဆိုလို့ရပေါ့နော်ကျင့်ဝတ်ethic လို့ခေါ်တယ်ကုချင်းတရားတွေအဲ့ဒါကိုယ်မှာခိုင်မာရှိရမယ်လို့သူပြောတာအဲ့ဒါနဲ့တိဆောက်ရမယ်ဒါရင်လားဆိုတော့နောက်တစ်ခုကဓမေနစာဓာတွေနဲ့မှနဲ့ရေးတဲ့ဓမ္မဆိုတာဆုံးမမှုသွန်သင်ဆုံးမမှုဘယ်သူကိုဆုံးမရမှာလဲဆိုရင်ကိုယ့်ကိုဆုံးမရနော်ကိုယ့်ကိုဆုံးမတယ်ဆိုတာဘယ်နေရာမှာဆုံးမရမှာလဲဆိုရင်မျက်စိနဲ့မြင်ပြီးတဲ့အမြင်အာယုံပေါ်မှာဒေါသမထွက်ဖို့လောဘမဖြစ်ဖို့ဆုံးမရမယ်သူတို့ဆိုလို့ဥပမာကားမောင်းရင်တောင်မှပဲကိုလိုကလန်လှုပ်သွားတာမျက်စိထဲမှာမြင်လိုက်တယ်ကိုရှိရကိုကလန်ဆိုဒေါသထွက်တယ်ဆိုအဲဆုံးမရမှာကိုအမြင်ပေါ်မှာဒေါသမဖြစ်စေနဲ့အမြင်ပေါ်မှာလောဘမဖြစ်စေနဲ့ထို့တူပဲအမြင်ပေါ်ဆိုတာမျက်စိနဲ့မြင်ရတဲ့အာယုန်နဲ့ပတ်သက်ပြီးလူတွေကလောဘဖြစ်တယ်ဒေါသဖြစ်တယ်ဆိုမမြင်မဲနဲ့ဖြစ်ပါမလားဖြစ်ဘူးနော်မမြင်ဘူးတဲ့ပစ္စည်းလိုချင်လားမလိုချင်ဘူးမြင်ဘူးထားမှလိုချင်တာနော်အဲ့တော့ကဲမမြင်တဲ့ဟာမှာလောဘဒေါသမဖြစ်အောင်ကိုယ့်ကိုထိန်းချောင်းဆုံးမတယ်လို့ကြားတဲ့အတန်ပေါ်မှာလည်းပဲထိန်းချောင်းဆုံးမနိုင်ရမယ်ကိုယ်စိတ်ကိုထိန်းချောင်းဆုံးကြားတဲ့အာယုံနောက်လည်းလိုက်မသွားစေနဲ့နော်လိုက်မသွားစေနဲ့တတိနဲ့ထိန်းရမယ်ပညာနဲ့ဆုံးမရမယ်ကြားတဲ့အာယုန်နဲ့ပတ်သက်ပြီးတော့လေလူတွေဟာကွဲကြတယ်ပြဲကြတယ်တယောက်နဲ့တယောက်မတည့်ကြဘူးဆိုဖြစ်တယ်လေဘယ်သူကဘယ်လိုပြောတာလဲဆိုကြားလိုက်လို့ရှင်အဲ့ဒါတွေဖြစ်လာပြဿနာတွေတက်လာအဲ့ဒီအကြားပေါ်မှာလည်းပဲလောဘဒေါသမဖြစ်အောင်ထိမ့်သိမ်းဆောက်ရှောက်တဲ့ကိုယ့်ကိုထိမ့်ချုပ်နိုင်စွမ်းရှိရမယ်အနတ်ပေါ်မှာဒါလည်းထိမ့်ချုပ်ဆောက်ရှောက်နိုင်ရမယ်အယတာပေါ်မှာဒါကတော့တော်တော်ကိုအရေးကြီးတယ်အယတာပေါ်မှာထိမ့်သိမ်းဆောက်ရှောက်မှုဆိုတာအလွန်အားနည်းတဲ့လောကမှာဒါမို့ရတ္တတဏဟာရူပတဏတတ္တတဏခန္ဓာတဏဖုတ္တဗတဏတို့တဲ့ပို့ဆိုးတာရတ္တတဏရတ္တတဏလူကိုပျက်စီးဆုံးရှုံးသွားစေတတ်တယ်ရတ္တတဏပြင်းထန်လာလို့ရှိရင်မတည့်ဘူးဆိုရင်တောင်မှပဲဝါဝါစာသိမယ်ဆိုတဲ့လူတွေဖြစ်လာနော်ကြိုက်တာမစားရရင်သေတာမှကောင်းဤဆိုပြီးတော့စားတာပဲလေအဲ့တော့ရတ္တတဏကိုဆုံးမနိုင်ခဲ့တယ်လို့သူတို့ပြောတာနော်ဆုံးမနိုင်ခဲ့တယ်ရတ္တတဏကြောင့်ပျက်စီးတာတွေလောကမှာအများကြီးပဲရှိတယ်လူသားတွေမဟုတ်ဘူးတရားဝါတွေလည်းပဲရတ္တတဏကြောင့်ပျက်စီးကြရတယ်လောကလူတွေလည်းဒီကနေ့ခေတ်မှာကြည့်မယ်ဆိုရင်ယောဂဝေဒနာတွေဖြစ်တာပဲလာတော့လို့ပြောရင်တချို့ယောဂမွေးရပါဖြစ်တော့တယ်တချို့ယောဂတွေကအစာလာတာဒါအလုံးနဲ့သိနေကြတာမတည့်တာစားရင်ယောဂဖြစ်တာသိချတယ်အဲ့ဒီအစာပေါ်မှာမရှောင်နိုင်ပဲစားသည့်အတွက်ကြောင့်နောက်ပြိမအုပ်နိုင်တာလည်းပါတယ်ကြိုက်ပြီဆိုရင်ဟာတစ်ခုပြီးဘိုက်ကားတဲ့အပြင်မှာဤသွားအောင်စားပြစ်တယ်အဲ့ဒါကြတော့ဟိုနာဖုထွက်ဒီနာဖုထွက်ပြီးတော့မှဝိတ်ချတယ်ဆိုလုံးကြပြန်အဲ့ဒါအပူစားလို့ဖြစ်တာနော်ဟ
ကိုယ်နာအစီတွေထွက်ဒီနာအစီတွေအဲ့ဒါခန္ဓာကိုယ်ထဲမှာအသုံးမဝင်တာတွေကထွက်လာတာအပြင်အဲ့ဒါတွေကဒုက္ခပေးတာတဲ့စီတွေစုလာစီတွေစုတာကိုအနှစ်စုတယ်လို့ပြန်မအောင်မိနေရောင်းစားလို့လည်းရတာမဟုတ်ဘူးအဲ့တော့မစင်မချင်းစားခြင်းကြောင့်သွားရလာရထိုင်ရထားရဒုက္ခရောက်ကြကောသလမင်းကြီးဆိုအလုံးကိုစားတာဒါမို့သူ့နာမည်ကပတိနတိဆိုတာပဆိုတာရန်သူသေနာကစစ်တပ်ဓိကဇိကလာတာရန်သူစစ်တပ်ကိုအနိုင်တိုက်နိုင်တယ်ဆိုတဲ့နမိတ်ကောင်းတဲ့နာမည်မှဲ့ထားတော့လည်းပဲအစားကြီးတဲ့အခါကျတော့ဟိုဘက်ဒီဘက်ဘေးကနေသူထမင်းစားတဲ့အခါရံပေးထားရလို့ပတိနတိဖြစ်လာတယ်ပြောင်းခေါ်တဲ့အထိပ္ပယ်ရောက်သွားတယ်နောက်ပိုင်းကျတော့နော်ပတိနာပိဓိယတိပတိနတိဆိုတာစားစရာတောက်စရာတွေကိုရံထားရတယ်မဝမှာဆိုလို့နော်မဝမှာဆိုလို့အဲ့လိုစားတဲ့အခါကျဘာဖြစ်တုံးထမင်းစားပြီးလက်အိပ်ရတဲ့အဆင့်ရောက်သွားနောက်ပိုင်းကျမြတ်စွာဘုရားကနီလန်းပေးပြီးဆုံးမလို့ဘုရားကဝိချတဲ့နီလေးသင်ပေးတာအန္တရာယ်မရှိတဲ့ဝိချနီကိုသင်ပေးတာနေ့စဉ်ရှော့စားသွားတာပေါ့မသိမသာရှော့သွားအဲ့လိုလူတယောက်စားရမယ့်အတိုင်းအတာဆိုတာရှိတယ်ကိုယ်အတိုင်းအတာလေးကိုကတ်တတ်ထားပြီးတော့အဲ့ဒါလောက်ပဲစားအဲ့လိုစားခြင်းဖြင့်ယဟန်တွေကိုမြတ်စွာဘုရားကဆုံးမတယ်ငါဟာနှစ်တစ်ထပ်ပဲစားတယ်တစ်ထပ်စားသည့်အတွက်ကြောင့်ယောဂဝေဒနာခင်းတယ်အားရှိတယ်အထိုင်ထပေါ်ပါသက်လက်တယ်လို့သင်တို့လည်းပဲတစ်ထပ်ပဲစားကြလို့တိုက်တွန်းနှိုးဆော်အခုမယုံဝိချကြည့်ပါလားတခြားနည်းတွေနဲ့မချနဲ့ဆေးနဲ့မချနဲ့ဒုက္ခရောက်လိမ့်မယ်ဝိချတဲ့နည်းလေးပြောမယ်ဥပုသ္စောညနေဥပုသ္စောညနေဥပုသ္စောတာကိုမနဲ့ကိုပိုးမစားနဲ့တချို့ဥပုသ္စောပြီဆိုရင်မနဲ့ကိုအဲ့ဒါနှစ်ဆစားတယ်အဲ့ဒီဥပုသ္စောနည်းတော့လည်းမဟုတ်သေးဘူးเนาะပုံမှန်လေးစားညနေကိုဥပုသ္စောညစာမစားပဲနေနည်းနည်းပါးပါးလိုက်ဖုလေးစားလိုက်လို့ရှင်တချို့ဆိုနေလို့ထိုင်လို့ကောင်းသွားတယ်လို့ပြောကြတယ်နော်နေလို့ထိုင်လို့ကောင်းသွားတယ်အရင်ကနဲ့မတူပေါ်ပါသွက်လက်အဲ့တော့အခုလိုရတ္တတနာကိုထိမ့်ချုပ်တာဓမ္မလို့ဒီနေရာမှာခေါ်တယ်ဆုံးမတယ်ကိုစားသိမှစားမယ်တဲ့တာပဲစားမယ်တဲ့တာလည်းအတိုင်းတာလည်းစားမယ်ကိုယ့်အကိုဆိုဖြတ်နိုင်ရမယ်နော်အဲ့ဒါလို့အချက်၄ချက်ဥဒ္ဒနာလုံလဝိရိယဖြင့်ဒီမလမှန်ကြိုးစားအထုတ်မယ်အပမာဒရထားတဲ့အခြေအနေတစ်ခုပေါ်မှာရမှုမနေပဲနဲ့တတိချီးစွာထားပြီးတော့ကြိုးစားအထုတ်မယ်တန်ယမကိုနှုတ်နှလုံးကိုထိမ့်သိမ်းဆောင်းရှောက်မယ်မကောင်းတဲ့စိတ်တွေမကောင်းတဲ့အတွေးတွေမကောင်းတာတွေဝင်လာလို့ရှိရင်စောင့်စည်းမယ်မဖြစ်စေအောင်နေမယ်ဣန္ဒြေ6ပါးဓာရ6ပါးကဝင်လာတဲ့အာယုန်နဲ့ပတ်သက်ပြီးလောဘဒေါသဖြစ်တာတွေကိုထိမ့်မယ်အဲ့ဒါလို့နေသွားမယ်ဆိုလို့ရှိရင်လောကမှာလည်းကြီးပွားတိုးတက်လာတယ်နော်နောက်ဆုံးမှာဒီတရားဓုတရားမြတ်လို့ခေါ်တဲ့အရဟတဖို့ထီအောင်ရောက်ရှိသွားနိုင်ရဟတဖို့ရောက်သွားပြီဆိုရင်ယံဩဃောနာဘိကိရတိဩဃဆိုတဲ့ကာမဂုဏ်အာယုစိတ်တွေကလည်းမလွှမ်းမိုးနိုင်မှုကိုအမြင်လို့ဆိုတဲ့ဒိဋ္ဌိဩဃတွေကလည်းကိုယ်ကိုမလွှမ်းနိုင်ဘူးလောကလူတွေကကိုယ်အမြင်သူ့အမြင်ဆိုတာရှိတယ်အဲ့ဒီအယူဆကလည်းအမတန်မှလွှမ်းမိုးတာနော်ကာမဂုဏ်ရမဇောတွေလွှမ်းတယ်လို့ပဲကိုယ်အယူဆကိုအထိမခံနိုင်တဲ့လူတွေကလည်းအများကြီးရှိတယ်အဲ့ဒါကိုဒိဋ္ဌောကလို့ခေါ်တာကိုယ်ယူဆမှာကိုမှန်တယ်လို့ဆိုပြီးအာဒနဲ့ကာဟိဒုပ္ပတိနေတ္ခိဆုတ်ကင်ထားတယ်မှန်သိလဲဆုံးလွတ်နိုင်ခြင်းမရှိဘူးအဲ့ဒါဩဃရဲ့လွှမ်းမိုးမှုပဲအဝိဇောကဆိုတာကြတော့အမှန်မသိတာ
အမှန်မသိတာသူကသူမသိတာလို့အောင်းမိမနေအမှန်မသိဘူးလို့ဆိုတဲ့အခါမှာလှုပ်တဲ့နာနဲ့မလှုပ်တဲ့နာကိုခွဲခြားပြီးတော့မသိဘူးမသိတော့ပြဿနာကဘာလဲဆိုမလှုပ်တဲ့နာတွေလှုပ်မိတယ်ဒါပြဿနာလှုပ်တဲ့နာကိုမလှုပ်ဖဲနေတယ်ဒါပြဿနာအမှန်မသိမှုကြောင့်မလှုပ်တဲ့နာတွေကိုလှုပ်တယ်လှုပ်တဲ့နာကိုမလှုပ်နော်အကိစ္စံကရောတိကိစ္စံဝိရဒေတိအပရာဒေတိမြတ်စွာဘုရားအဲ့လိုဟောတယ်အကိစ္စဆိုမလှုပ်တဲ့အလုပ်ကြတော့လှုပ်ပြလှုပ်တဲ့အလုပ်ကြတော့ချွင်းစေပြန်အဲ့ဒါနဲ့ပျက်စီးဆုံးရှုံးကြတယ်တဲ့လူတွေဟာအဲ့ဒါအဝိဇ္ဇောကရဲ့လွှမ်းမိုးမှုလို့သူတို့ပြောတာကာမဂုဏ်ရမဲ့လှိုင်းတစ်ဘိုးရဲ့အောက်မှာပြားပြားဝတ်တော်ပြီးတော့ရှေ့မတိုးနိုင်တော့တဲ့အနေအထားမျိုးအဲ့လိုမျိုးမဖြစ်ဖို့ရာအတွက်ကြန့်ခိုင်တဲ့ဘယ်လိုဝဲဩဃကနေတွန်းလှန်လုံးဝမလှုပ်တဲ့ကြောက်တောင်ကြီးပမာကြောက်ဆောင်ကြီးပမာခိုင်မာတဲ့ကျွမ်းမြေလွှာလောက်ရမှာဖြစ်တယ်တိဆောက်ရမှာဖြစ်တယ်လို့မြတ်စွာဘုရားကခုလိုအရေးချင်းတွေကိုဟောကြားဆုံးမတာပေါ့နော်အဲ့တော့မြတ်စွာဘုရားရဲ့အဆုံးအမဒေသနာတော်ဟာမိမိတို့စီးပွားရေးဘက်မှာပဲအသုံးချလူမှုရေးမှာပဲအသုံးချဘဝတိုးတက်ရေးကိစ္စမှာပဲအသုံးချနိုင်ငံရေးဘက်မှာပဲအသုံးချဒီလမ်းစဉ်ဒီလှုပ်ထုံးနဲ့ဒီအချက်လက်တွေပြည့်စုံအောင်လို့ဆိုလို့တယ်ပေါ့နော်ဥဒ္ဒါလတကြွကြိုးစားအထောက်ခြင်းအပမဒရှင်မှုမေလျော်မှုမရှိခြင်းတန်ရမကိုထိမ့်သိမ်းဆွမ်းလျှောက်ခြင်းနဲ့ဓမ္မမကောင်းတဲ့စိတ်တွေကိုနှိပ်ကွက်ဆုံးမခြင်းလို့ဆိုတဲ့ဒီအချက်၄ချက်ဟာလောကမှာလူတော်လူကောင်းဖြစ်ပြီးတော့အခိုင်အမာဘဝမှာဂုဏ်သိက္ခာရှိနဲ့ယက်တည်နိုင်မှုအတွက်တိဆောက်ရမှာဖြစ်တယ်လို့မြတ်စွာဘုရားကဓမ္မပဒဒေသနာတော်မှာဟောကြားဆုံးမတာပဲဖြစ်တယ်အဲ့ဒီဒေသနာတော်ကိုမှတ်သားပြီးတော့ဓမ္မရတ္တပေါ်လွင်အောင်ရင်ထဲနှလုံးထဲမှာထားပြီးဘဝသင်္ကန်းစာတစ်ခုကိုယ့်ဘဝကိုတိဆောက်နိုင်ရမှာဖြစ်တယ်ဒါဘာကိုအကြောင်းပြုပြီးတော့မြတ်စွာဘုရားဟောတော်တော့ရှင်သုလပန္ဒကဆိုတဲ့ယဟန်တော်ကိုအကြောင်းပြုပြီးတော့ဟောတာအဲ့ဒီယဟန်တော်ဟာဉာဏ်အမတန်လေးတဲ့ဂါထာလေးတစ်ပုဒ်ကိုလေးလကြက်တာမရဘူးတဲ့ရှေ့ကဆိုနောက်ကမေ့သွားကြက်ပျောက်အိုးပေါက်ရေလောင်းဆိုတာမျိုးနော်အိုးပေါက်ထဲရေတွေလောင်းကျင်တဲ့တော့လောင်းအောက်ကထွက်နေအဲ့ဒါလိုပဲဂါထာလေးတစ်ပုဒ်ကိုလေးလကြက်တာမရလို့သူ့ကိုဖြစ်တဲ့မဟာပဏ္ဏကသာသနာတော်နဲ့မတန်ဘူးအိမ်ပြန်တော့ဆိုပြီးတော့နှင်ထုတ်လိုက်တယ်နှင်ထုတ်ချင်းခံရတဲ့ပုဂ္ဂိုလ်သူကဉာဏ်လေးခြင်းရဲ့အကြောင်းကိုဖော်ပြထားပြီးမယ်လို့အတိတ်ဘဝတော့လည်းဉာဏ်လေးတာပဲဆိုတော့အဲ့ဒီအကြောင်းတစ်ခုတည်းတင်ဟုတ်ပုံမရယဟန်တစ်ပါးဉာဏ်လေးတဲ့ယဟန်တစ်ပါးကိုပြောင်းခဲ့သည့်အတွက်ကြောင့်ယဟန်ဝလိုက်မှဉာဏ်လေးသွားတယ်လို့လည်းဆိုတယ်သို့တော့50ဇက်ထဲမှာသူကဒီဘဝသာဉာဏ်လေးတာမဟုတ်ဘူးရှေးဘဝလည်းဉာဏ်လေးတယ်ဆိုအဲ့တော့ဉာဏ်လေးတယ်ဆိုတာဟာဘဝမှာလူတယောက်မှာဉာဏ်ထက်တယ်တို့ဉာဏ်လေးတယ်တို့ဆိုတာဟာကြိုးစားမှုမကြိုးစားမှုနဲ့သွားဆိုင်တယ်တို့ထက်နော်ဉာဏ်ထက်ခြင်းဘာလို့ဉာဏ်ကြီးခြင်းလို့ရှိရင်သင်ကြားရမှာပဲဖြစ်တယ်ဥက္ကဟနဲ့ပရိပု္ပ္ပာဥက္ကဟဆိုတာဘုဒ္ဓရရှင်အောင်စာဖတ်တယ်တရားဓမ္မတွေစာတွေကိုသင်ယူတယ်မှတ်သားတယ်ဘုဒ္ဓတွေကိုမှတ်သားတယ်ပရိပု္ပ္ပာမရှင်းသေးတာကိုဆွေးနွေးမေးမြန်းတယ်ဆိုတဲ့ပညာရည်မြင့်မားအောင်သင်ယူခြင်းဆိုတာနားထောင်ခြင်းဖတ်ကြားခြင်းတွေဟာသင်ယူခြင်းတွေပဲစာဖတ်ပြီးတော့သင်တယ်သို့မဟုတ်တရားနာတယ်တရားစာအုပ်တွေဖတ်တယ်ဒါသင်ယူခြင်းမှတ်ယူခြင်းပဲအဲ့ဒီထဲကနေကိုသိကျင်တာမရှင်းသေးတာတွေကိုမေးမြန်းဆွေးနွေးခြင်းပရိပု္ပ္ပာသင်ယူခြင်းမေးမြန်းခြင်းဒီတစ်ခုဟာပညာရည်တိုးတက်ဖို့အတွက်အခြေခံအကြောင်းတရားပဲဖြစ်တယ်မြတ်စွာဘုရားကပညာပါရမီလို့ဖော်ပြတဲ့အခါပညာသံဝတ္တနိကပฏิပဒါပညာကိုဖြစ်စေနိုင်တဲ့ကုသိုလ်ဆိုတာဘာလဲကိုယ်တိုင်သင်ယူခြင်းပဲဖြစ်တယ်ခဏခေတ်တော့ပညာပါရမီဖြစ်အောင်ဆိုပြီးတော့
သူများကိုပညာသင်မှုအခွင့်အလမ်းပေးတယ်ထောက်ပံ့တယ်အပညာသင်မှုအခွင့်အလမ်းပေးတာတို့ထောက်ပံ့တာတို့ဟာကိုယ်ရတော့လည်းပဲအဲ့ဒီလိုအခွင့်အလမ်းမျိုးပဲရမှာတိုက်ရိုက်ပညာထက်ဖို့ကြတော့နော်စာထဲမှာပါတာပြောလို့ရှိရင်ပညာရှိသူတော်စင်တွေစီချင်းကပ်ပြီးတော့ဒီစကလုံးရဲ့အဓိပ္ပာယ်ကဘယ်လိုလဲဖေဟာဒီစကလုံးရဲ့ကုသိုလ်ဆိုတာဘာလဲအကုသိုလ်ဆိုတာဘာလဲဘယ်လိုနားလည်ရမလဲလို့မေးမြန်းသင်ယူခြင်းသည်သာလေပညာရှိခြင်းရဲ့အကြောင်းဖြစ်တယ်အဲ့ဒါသတိထားဖို့နော်ကိုယ်တိုင်ဒီဘဝမှာပညာသင်ရမှာပြင်းပြီးတော့သူများကိုပညာပါရမီဖြစ်အောင်ထောက်ပံ့ရင်တော့အခြေအနေကောင်းလေးတော့ပေးမှာပေါ့အဲ့ဒီကုသိုလ်ကကိုယ်ဉာဏ်ထဲမှာရောက်ပါမလားသေချာစဉ်းစားကြည့်လိုက်လို့ရှိရင်ပညာဆိုတာအခုသင်အခုရောက်တယ်အခုတရားနာနေတာမသိသေးတာတွေအခုသိမသွားဘူးလားအဲ့ဒါသိသွားတာဟာနားထောင်ခြင်းရဲ့အကျိုးကျေးဇူးပဲနားထောင်ရဲဆိုတာသင်ယူခြင်းတစ်မျိုးပဲလေဒါမို့မြတ်စွာဘုရားကအာလဝကသုတ်တံမှာဟောတာကြည့်သုတ်တုတာလက်ပတိပညာနားထောင်ခြင်းနဲ့ဆန္ဒကြောင့်နဲ့နားထောင်ခြင်းနဲ့ဆန္ဒဆိုတဲ့အကြောင်းတရားဟာပညာကိုရခြင်းအကြောင်းပဲဖြစ်တယ်ရှင်းရှင်းလေးဟောတာမင်းပညာရခြင်းဘာလို့အောင်နော်ဆန္ဒရှိရသိခြင်းနဲ့ဆန္ဒဒီလိုဆိုလို့သိခြင်းနဲ့ဆန္ဒသင်ယူခြင်းနဲ့ဆန္ဒနားထောင်ခြင်းနဲ့ဆန္ဒအဲ့ဒါလို့ပညာဆိုတာနားထောင်မှပညာဆိုဖြစ်တယ်ဒါမှမဟုတ်နားထောင်ခြင်းကြောင့်ရလာတဲ့ပညာကိုသုတ္တမယပညာလို့ခေါ်တယ်အဲ့ဒီမှာတိုးတက်ပွားများလာအောင်လေ့ကျင့်တာကြတော့ဘာဝနာမယလို့ခေါ်တယ်တရားထုတရားမြတ်နဲ့ပတ်သက်လာလို့ရှိရင်ကတော့ဥပမာပဲဝိပဿနာတရားအထုတ်ပြီးမေဖို့နိဗ္ဗာန်ရတယ်ဆိုတဲ့နေရာမျိုးမှာတော့စိတ်ဓာတ်မယတမန်ပုဂ္ဂိုလ်တွေမှာမရှိဘူးတမန်အဖြစ်လူတွေကထင်နေကြတာကိုယ့်ကိုတွေးပြီးသိတာစိတ်ဓာတ်မယလို့ထင်တယ်မဟုတ်ဘူးသင်ပြီးမှတွေးတာစိတ်ဓာတ်မယမဟုတ်ဘူးမသင်မဲမကြဘူးပဲတွေးမှစိတ်ဓာတ်မယနော်အခုကမြတ်စွာဘုရားဟောထားတဲ့တရားတွေကိုသင်ယူပြီးတော့မှကိုယ့်ကိုစဉ်းစားတာဘာစဉ်းစားကိုယ့်ဟာနော်စိတ်ဓာတ်မယပညာမဟုတ်ဘူးသုတ္တမယလို့ပဲခေါ်ရမှာရှင်သာရိပုတ္တရာမထေရတောင်သုတ္တမယနဲ့ပညာမယနှစ်ခုပဲရှိပိစိကဗုဒ္ဓနဲ့ဖရာပဲစိတ်ဓာတ်မယပညာဒါအစစ်မြင့်လောကုတ္တရာတရားနဲ့ပတ်သက်တာကိုပြောတာစာပေကျမ်းကမှာအဲ့လိုခွဲတယ်ပရတောသုတ်တော်ဝါပရတောအသုတ်တော်ဝါသူများထံမှာကြားနာပြီးသိတဲ့အသည့်ကသုတ္တမယသူတော်ဘာထံကမကြားနာပဲကိုယ်တိုင်အတွေးနဲ့သိတာမှစိတ်ဓာတ်မယဒီလိုဆိုထားတယ်နော်အဲ့ဒီနေရာမှာအငင်းပွားနေကြသေးတယ်စာသေးချဖတ်ရင်တော့ငင်းကြမရှိပါဘူးအေးလောကီကိစ္စမှာတော့စိတ်ဓာတ်မယရှိကောင်းရှိတယ်လောကီကိစ္စဆိုတာထမင်းချက်တဲ့အခါမှာထမင်းလေးကိုရွာလေးဖြစ်နေအောင်ဘယ်လိုလုပ်ချက်ကြထမင်းချက်တဲ့အခါမှာထမင်းတွေကဗျောစီကြီးဖြစ်သွားတာလည်းရှိတယ်နော်အေးဗျောစီမဟုတ်ရေကန်းချက်လို့ရှိရင်လည်းပဲထမင်းတွေကအပူနဲ့အေးနဲ့တွေ့တဲ့အခါချွေးဆိုတာရှိတယ်အဲ့ဒီလိုမဖြစ်ဘဲနဲ့ထမင်းစီလေးတွေသူကသူတစည်းစီတစုစီဖြစ်အောင်ကြတော့ဘာလုပ်သလဲလို့ဆိုရင်ထမင်းချက်ပြီးရင်အပေါ်ကနေပြီးတော့ရေစုပ်တဲ့အဝတ်တန်တန်လေးတခုအုပ်လိုက်လို့ရှိရင်ထမင်းလေးတွေကစပယ်ဘူးလေးတွေလိုဖြစ်သွားတယ်စမ်းကြည့်ဖို့တော့စပယ်ဘူးလေးတွေလိုပဲတခုနဲ့တခုမကတ်တော့ဘူးလားနော်အဲ့ဒီဘာလို့ရွှေဘူပေါ်ဆမ်းမွေးတို့အာစမာဒီတို့ဆိုတဲ့ဆန်တွေကိုချက်တဲ့ခါကျတော့အဲ့ချွေးကိုပြောင်းသွားအောင်အောက်ကအဝတ်ခံပြီးတော့အဲ့ချွေးစုပ်နိုင်တဲ့အဝတ်ကိုခံပြီးအဲ့ထဲမှာထည့်လိုက်လို့ရှိရင်ထည့်ပြီးအုပ်ထားလို့ရှိရင်အဲ့ဒီထမင်းစီလေးတွေဟာကော့ပြီးတော့စပယ်ဘူးလေးတွေတစ်ခုနဲ့တစ်ခုမြက်လေးပန်းဘူးလေးတွေတစ်ခုနဲ့တစ်ခုမထိကပ်ပြီးတော့တွဲမသွားသလိုပဲဆန်းစီလေးတွေကလည်းစပါးဆုံးလုံးထမင်းလုံးစီလေးတွေကလည်းတစ်ခုနဲ့တစ်ခုကပ်မသွားဘူးတဲ့စမ်းကြည့်ပေါ့အဲ့ဒါစမ်းကြည့်လို့လက်တွေ့သိလာတဲ့အခါကျတော့ဟုတ်တယ်မဟုတ်ဘူးဆုံးဖြတ်ပေါ့အဲ့ဒီမှာ
သုတမယစိန္ဒမယဘာဝနာမယလို့ဆိုတာရှိတယ်နော်အဲ့ဒါလို့ပညာရဖို့ရအတွက်ကမြတ်စွာဘုရားဟောကြားတဲ့ဤစနစ်အတိုင်းတတိနဲ့ပညာတိုးတက်လာအောင်ကြိုးစားအထောက်လို့ရှိရင်ဘာဝနာမယဖြစ်လာပဲပေါ့အဲ့တော့ရှင်သုလပန်ဆိုတဲ့ကိုတော်ဟာအတော်ကိုဉာဏ်လေးတာသို့တော့မြတ်စွာဘုရားနီးပေးလိုက်တာဉာဏ်ပွင့်သွားတယ်ဟာနီးပေးလိုက်တာတော့ဆိုအလုံးကြဘူးနေကြတာမြတ်စွာဘုရားကအဝတ္တမဖြူဖွေးနေတဲ့လက်ကင်မွာလေးလောက်ပဝါပိုင်းလေးပိတ်ဖြူလေးတခုကိုသူပေးတယ်ပေးပြီးတော့အဲ့ဒီပဝါလေးကိုမင်းစူးစိုက်ပြီးတော့ကြည်စိတ်ဟိုဒီမရောက်အောင်စူးစိုက်ကြည့်အဲ့ပဝါလေးရဲ့နာမည်ကရဇောဟရဏရဇောဟရဏဆိုပဝါဆိုတော့ချွေးတုပ်ပဝါပဲလေလူတွေခုခေါ်တာလဲချွေးတုပ်ပဝါခေါ်ကြတာပဲအဲ့ဒီပဝါလေးကိုစူးစိုက်ပြီးတော့ကြည့်ဆိုအဲ့ဒါဘာလောက်ခိုင်းတာတော့ဆိုဩရဒကတိုင်းအထုတ်ခိုင်းသို့တော်ဓမ္မပဒထကရာမှာဩရဒကတိုင်းရှုတယ်ဆိုတော့မထင်ရှားဘူးရေးကြတာမထင်ရှားဘူးသို့တော်သုလထေရအပါဒံတို့နောက်ထေရဂါထာထကရာတို့ပါရံထကရာတို့သူဇလန်းတွေကိုစုံအောင်ကြည့်လိုက်မယ်ဆိုလို့ရှိရင်သူဟာအတိတ်ဘဝတုန်းကဩရဒကတိုင်းကိုအထုတ်ခဲ့ဘူးတယ်ဖြစ်တယ်ဒါကြောင့်မို့ဘဝပိုင်းပေးတာနော်မြတ်စွာဘုရားကလူတယောက်ဘာအလေးချင်းအလေးချင်းရှိတယ်လဲဆိုအဲ့ဒီအလေးချင်းပေါ်မှာမူတည်တယ်နည်းနည်းအလေးချင်းလေးလှုပ်ထားအရိဝတ္တရာဘုရားပွင့်တဲ့ကဘာမှမလေးချင်းခဲ့ဘူးဆိုဘာမှရမှာမဟုတ်ကိုယ်လည်းလေးချင်းထားပါနော်အဲ့တော့ရှင်သုတပန်ကဩရဒကတိုင်းရှုပြီးတော့ဇံရခဲ့ဘူးတယ်ဒါဟိုမြတ်စွာဘုရားဘဝပိုင်းလေးပြီးတယ်ဆိုတာထင်ရှားအဲ့တော့ဩရဒကတိုင်းရှုလိုက်တဲ့အခါအဖြူလေးကိုစူးစိုက်ကြည့်ပြီးတော့တမာရီတွေရသွားအဲ့ဒီတမာရီပေါ်မှာပထမဇန်ဒုတိယဇန်တတိယဇန်တမာရီစွမ်းအားနဲ့ဇန်၄မျိုးလုံးထိအောင်သူကတက်သွားပြီတမာရီအရှိန်တွေဒါကောင်းသွားတယ်ဇန်ပင်ញင်တွေရတဲ့အနေထားထိရောက်သွားပြီဆိုတော့မှမြတ်စွာဘုရားသူရှုမှတ်နေတဲ့စိုက်ကြည့်နေတဲ့ဘဝလေးကိုညှဉ်းနှွမ်းအောင်သူလည်းနဲ့ထိလို့ညှဉ်းနှွမ်းသွားတဲ့သရံမျိုးဖန်ဆင်းလိုက်တယ်ဖန်ဆင်းလိုက်တဲ့အခါဇံကားထပြီးတော့ကြည့်လိုက်တယ်ခုနကဖွေးစွတ်ပြီးတော့ဝင့်လက်နေတဲ့ဘဝပိုင်းလေးဟာငါထိတာနဲ့ပဲခြေစံညစ်ပေသွားပြီလို့ဒါဝိပဿနာလမ်းကြောင်းမို့တင်ပေးတာနော်စိတ်ထဲမှာအဲ့လိုဖြစ်သွားတယ်အဲ့ဒီအချိန်လေးမှာမြတ်စွာဘုရားကသူကြားအောင်လှမ်းပြောလိုက်တယ်အဝေးကနေပြီးတော့ရောင်ချီတော်လွတ်ပြီးရောင်ချီတော်ထဲမှာအတန်ပါလာတယ်လို့ပြောမှာပေါ့နော်မြတ်စွာဘုရားရောင်ချီတော်လွတ်လိုက်တဲ့အခါအဲ့ဒီရောင်ချီတော်ကမြတ်စွာဘုရားရဲ့နေမိတယုတ်ဖြစ်ပြီးအဲ့ဒီရောင်ချီတော်ကနေမြတ်စွာဘုရားရဲ့နေမိတယုတ်နဲ့အတန်နဲ့လာတာအဲ့ဒီကနေတရားဟောလိုက်တာဘာလို့ဆိုအေးဒီပြမကခန္ဓာကိုယ်ရဲ့အညစ်အကြေးသာလဲအညစ်အကြေးမဟုတ်ဘူးမင်းစိတ်ထဲမှာရာဂဆိုတဲ့အညစ်အကြေးရှိတယ်ဒေါသဆိုတဲ့အညစ်အကြေးတွေရှိတယ်မောဟဆိုတဲ့အညစ်အကြေးတွေရှိတယ်အဲ့ဒီအညစ်အကြေးတွေပယ်ဖို့ကြိုးစားလက်ကမွာလေးပေါ်မှာရှိတဲ့အညစ်အကြေးကအရေးပါတာမဟုတ်ဘူးရှင်တဲ့နှလုံးထဲမှာစိတ်ကိုညှဉ်းနှွမ်းသွားစေတတ်တဲ့ရာဂဒေါသမောဟဆိုအညစ်အကြေးကအရေးကြီးတာအဲ့ဒါကိုပြောင်းအောင်ကြိုးစားလို့နီလန်းပေးလိုက်တဲ့အခါမှာငကိုယ်တည်းကတမာတိစိတ်ကကောင်းတာပြီးသားဆိုတော့အသိပညာလေးဘက်ကိုဥလှည့်ပေးလိုက်တာနဲ့ချက်ချင်းပဲဝိပဿနာဉာဏ်အစဉ်တက်ပြီးရဟနာဖြစ်သွားတယ်ဒါခဏလေးနဲ့ဖြစ်တာခုနဂါထာတပုတ်သင်တော့ဒီကိုတော့အလွန်ဉာဏ်လေးတယ်လေးလသင်တာမရဘူးအခုမြတ်စွာဘုရားပွားပိုင်းလေးပြီးပြီးတော့ဆုံးမလိုက်တယ်အဲ့ဒီကြတော့ကျက်เสียသင်เสียမလိုပဲနဲ့ပဋိသမိရပတ္တယဟန္တာကြီးဖြစ်သွားပရိသမီရာပတ္တဆိုတာနော်အထာပရိသမီရာဓမ္မပရိသမီရာအထာပရိသမီရာစကလုံးကိုလည်းသိတယ်အ내ကိုလည်းသိတယ်ပฏิဘာနာပရိသမီရာဉာဏ်ပညာအသေးစိတ်ကိုလည်းသိတယ်နိရုဒ္ဓိပฏิဘာနာလူတွေထုတ်ဖို့ပြောတဲ့ဘာသာစကားနဲ့ပတ်သက်ပြီးတော့လည်းသိတယ်ဆိုတော့လုံးကိုဉာဏ်ဟာထက်မြက်ပြီးတော့ပွင့်သွားတယ်အသိဉာဏ်ပွင့်သွားသည့်အတွက်ကြောင့်မြတ်စွာဘုရားဟောလိုက်တဲ့ပိဋကစာပေတွေကျက်เสียမလို့တော့ပဲနဲ့ရင်ထဲနှလုံးထဲမှာကုန်ပွင့်လင်းလာတယ်ဒီလိုဆိုလို့တယ်နော်အဲ့တော့မြတ်စွာဘုရားဟာ
ဉာဏ်လင်းကိုဖွင့်ပေးလိုက်တာ ਨੇ ဒီပုဂ္ဂိုလ်ဟာထူးခြားတဲ့အခြေအနေတစ်ခုရသွားတာအေးဒီလိုအခြေအနေတစ်ခုရသွားတာဟာဘာကြောင့်လဲလို့ဆိုတဲ့အခါသူလှုပ်တဲ့အလုပ်ကိုမြတ်စွာဘုရားဖော်ပြတဲ့အခါမှာဥဋ္ဌာဏချွတ်ပန်းအထုတ်ခြင်းဒါပါအပမာဒရှင်မှုမေးလျော့မနေပဲနဲ့တတိတရားတတိစူးစိုက်တဲ့တတိရှိခြင်းတန်ရမကိုယ်နဲ့စိတ်ကိုစိတ်နှလုံးကိုထိမ့်သိမ်းဆောင်စည်းခြင်းဓမ္မအိန္ဒြေမှာဖြစ်ပေါ်လာတဲ့အာယုန်ဒီပေါ်မှာလောဘဒေါသမဖြစ်အောင်ကိုယ့်ကိုဆုံးမထိတ်ကွက်ခြင်းဆိုတဲ့ဒီတရား၄မျိုးကြောင့်သာလဲသူဟာအရတ္တဖို့လို့ခေါ်တဲ့တန်တရားထဲမှာဝဲဩဃတွေကလာရောက်ပြီးလွှမ်းမိုးနိုင်ခြင်းမရှိတဲ့ခိုင်မာတဲ့ရတ္တဖို့ဒီဟုသောကျွမ်းမြေလွာကြီးတစ်ခုကိုတည်ဆောက်နိုင်တာဖြစ်တယ်ဒီလိုပြောတာဒီလိုဟောတာနော်အဲ့တော့ဒီနေရာမှာမြတ်စွာဘုရားသူအတိတ်ဇလံကိုဖော်ပြီးတော့မေးရှိသေးတယ်ဇလံဆိုတာတော့အသေးစိတ်ပြောစရာမလိုတော့ပါဘူးဆိုလိုတာကအခုလိုထူးခြားတဲ့လောကုတ္တရာဓမ္မအည်အသွေးတွေရအောင်လေမြတ်စွာဘုရားကလမ်းညွှန်ပြခဲ့တာအတိတ်တုန်းကလည်းသူ့စီးပွားဥစ္စာတိုးတက်အောင်လို့ဆိုပြီးတော့နီးစနစ်ပေးခဲ့ဘူးတယ်အဲ့ဒါပါတော့ဆိုမြန်မာလူမျိုးတွေရင်တော့မြန်မာပြည်မှာကျောင်းနေမှာတောင်မှပဲသင်ကြတယ်ကြွက်သေးတစ်ခုအရင်ပြုဆိုတာကြားဘူးချင်းကြားဘူးရလိမ့်မယ်နော်ကြွက်သေးလေးတစ်ကောင်တွေ့ရကနေပြီးတော့စီးပွားလုပ်လိုက်တာသူရင်းနေတာကကြွက်သေးလေးပဲသူအရင်နေ့ကပတ်စံမဟုတ်ဘူးနော်ကြွက်သေးလေးတစ်ကောင်အဲ့ဒီကြွက်သေးလေးဝယ်လိုက်တယ်ပေါ့ဝယ်လိုက်တဲ့ပတ်စံဘယ်လောက်မှမရှိဘူးခုခေတ်ဆိုပိုးတော့ဝယ်လို့ရလေအောင်မယ်နော်အဲ့ဒီကြွက်သေးလေးတစ်ကောင်ကနေအယောင်းဝယ်လုပ်လိုက်တာသူကတထေးဖြစ်သွားအဲ့ဒါကိုမြတ်စွာဘုရားက950ဇတ်ထဲမှာနော်အပကေနာပိမေဓာဝီပပတိနဝိသကနောအသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်စဉ်းစားတတ်တဲ့ပုဂ္ဂိုလ်ဟာတဲ့အရင်နေဘလောက်မှမရှိပေမဲ့လို့သမုဋ္ဌာပိတိအတ္တနာကိုယ်စီးပွားလုပ်ငန်းပိုင်ရှင်ကြီးတယောက်ဖြစ်အောင်ပစ္စည်းဥစ္စာတွေချမ်းသာကြွယ်ဝတဲ့ကုမ္ပဏီပိုင်ရှင်ကြီးတစ်ခုဖြစ်အောင်ကိုယ်ကိုဖြစ်ပေါ်လာစေနိုင်တယ်တဲ့ဥပမာကဘာလဲလို့ဆိုရင်မိခဲလေးသေးသေးလေးပဲဖြစ်ဖြစ်စီလောင်စာလေးထည့်ပြီးတော့ပါဇက်လေးနဲ့မှုတ်ပေးလိုက်လို့ရှိရင်မိတော့ကြာကြီးလာနိုင်လောင်စာထည့်ပြီးတော့အဲ့ဒါလို့တစ်ချိန်တုန်းကကြွက်သိလေးတစ်ခုအရင်ပြုတ်ပြီးတော့သူဟာတထေးဖြစ်သွားအောင်ငါကကြံဆောင်ပေးခဲ့ဘူးတယ်အခုလည်းအလွန်ညံနေလို့သူ့ရဲ့အကိုကသာသနာတော်မတန်မှုအိမ်ပြန်တော့ဆိုပြီးတော့နှင်ထုတ်လိုက်တဲ့အခါမြတ်စွာဘုရားကသူ့ကောင်းလေးပို့ပြီးတော့လက်မောင်းဆွဲပြီးကြောင်းခေါ်သွားပြီးတော့ခုနဘဝပိုင်းလေးပေးလိုက်တာဒါနဲ့အလုံးလုံးဆိုခိုင်းထားလိုက်အဲ့ဒီကနေပြီးတော့ဘဝပိုင်းလေးကိုအရင်ပြုပြီးတော့တရားအထုတ်လိုက်တာဉာဏ်ဖြစ်သွားတယ်ဘယ်ဟာပဲဖြစ်ဖြစ်အရင်နည်းတစ်ခုကတော့ရှိတယ်နော်အရင်နည်းလေးတစ်ခုရှိပြီးတော့လောက်ရမယ့်အလုပ်တွေကတော့ဥဋ္ဌာဏလုံလဝိရိယရှိခြင်းကြိုးစားခြင်းအပမာဒတတိရှိခြင်းတန်ရမကိုထိမ့်သိမ်းဆောင်ရှောက်မှုရှိခြင်းကိုခြင်းတရားကောင်းမွန်ခြင်းဓမ္မဝင်လာတဲ့အာယုန်တွေပေါ်မှာကိုအာယုန်ရဲ့လွှမ်းမိုးမှုကိုမခံရဘဲနဲ့ကိုလိုချင်တဲ့အတိုင်းကိုဆုံးမနှိပ်ကွက်ပြီးကိုဖြစ်စေခြင်းတဲ့အတိုင်းဖြစ်အောင်ကြိုးလှုပ်ခြင်းလို့ဆိုတယ်ဒီအရေးချင်း၄မျိုးဟာကိုထိန်းချုပ်ပြီးတော့သွားမယ်ဆိုရင်ဒီပုဂ္ဂိုလ်ဟာအမြင့်ဆုံးအဆင့်ကိုရောက်နိုင်ပါတယ်လို့ဒီလိုဟောပြောတာပဲဖြစ်တယ်ပေါ့အဲ့ဒါကြောင့်မို့မြတ်စွာဘုရားရဲ့တရားတော်တွေဟာစီးပွားရေးပဲအသုံးချလည်းဖြစ်တယ်ပညာရေးပဲအသုံးချလည်းဖြစ်တယ်ဘယ်လိုအရေးပဲအသုံးချဒါတွေကရှိရမယ်အရေးချင်းနေတာဖြစ်တယ်လို့ဓမ္မရတမှန်စကြည်ညိုကိုယ့်ရင်နဲ့နှလုံးထဲရောက်ပြီးဘဝသင်္ကန်းစာယူပြီးတော့ကြိုးစားအထောက်ကြရမှာဖြစ်ပါတယ်တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့ဓမ္မပဒဒေသနာမှ
ဓမ္မရတ္တနှင့်ဘဝသင်္ကန်းစာများကိုအခုလိုနာယူမှတ်သားရယူထားကြပြီးမိမိတို့ရဲ့နေ့စဉ်ဘဝမှာကိုယ်ဆန္ဒရှိရာကိုအသုံးချလိုက်နာခြင်းဖြင့်တို့တွေဟာလည်းကြီးပွားတိုးတက်မှုကိုရရှိနိုင်တယ်လို့ယုံကြည်အားထားကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း